ကဘာပေါ်မှာအိမ်နေချမ်းနေလို့ကုန်းမြေပိုင်ဆိုင်မှုတစ်ခုမှမရှိပဲပင်လယ်ထဲမှာပဲတသက်လုံးနေကြတဲ့လူမျိုးနွယ်စုတစ်ခုရှိနေပါသည်သူတို့ကဘယ်တော့မှပင်လယ်ပြင်ကိုမဆုံးခွာဘူးလို့ဘယ်နိုင်ငံမှာလည်းမနေဘူးကြပါဘူးဒါကြောင့်လေဘယ်နိုင်ငံသားမှမဟုတ်တဲ့ပင်လယ်စာတီးစစ်တွေပါဒါကြောင့်ဘယ်နိုင်ငံသားအခွင့်အရေးမှလည်းသူတို့မရကြပါဘူးသူတို့ကတော့ဘာကြောင့်လူမျိုးတွေပါအင်ဒိုနီးရှားနဲ့မလေးရှားကပင်လယ်ပြင်မှာနေထိုင်ကြပြီးတော့သူတို့ကိုကမ္ဘာနောက်ဆုံးသောပင်လယ်ထဲရွှေ့ပြောင်းနေထိုင်သူစီးနော်မတ်တွေလို့တင်စားခေါ်ပေါ်ကြပါသည်သူတို့ရဲ့အဓိကအစားအစာကငါးပါရေဖျားတံကိုခံနိုင်ရရှိအောင်ငငယ်လေးကလေးကအနားစီကိုဖောက်ထားကြပါသည်ဒါကြောင့်လေရေငုပ်ကရိယာတွေမပါပေမီတာ30ပေနဲ့ဆိုရင်တော့ပေ100ကျော်လောက်အထိရေငုပ်နိုင်ကြပါသည်ဒါအပြင်တချို့ဆိုရင်တဏီကုန်းမမောမပန်းရေငုပ်နိုင်တယ်လို့လည်းသိရပါသည်ဒါကအတော်လေးကိုထူးဆန်းတဲ့သူတို့ရဲ့အရေးချင်းတစ်ခုပါအဲ့ဒီပြင်သူတို့ရဲ့မျက်လုံးတွေကပိုလို့တောင်ထူကြပါသေးတယ်သူတို့ကရေအောက်ထဲကိုမျက်လုံးဖွင့်ပြီးကြည့်ရင်တော့ကြည်လင်ပြတ်သားစွာမြင်ရပါသည်ဒါကြောင့်လေရေအောက်ကသားကောင်တွေကိုအလွယ်တကူအမေးလိုက်နိုင်ကြတာပါသူတို့ရဲ့အိမ်တွေကတော့လီပါလို့ခေါ်တဲ့ရိုးရာလေးအိမ်ရှည်လေးတွေဒါမှမဟုတ်ရေတိမ်ပိုင်းတွေမှာစောက်ထားတဲ့တိုင်ထောင်အိမ်လေးတွေဖြစ်ပါသည်ဒီအိမ်တွေဟာရေပေါ်မှာပဲရွေလျားသွားလာနိုင်ပြီးပင်လယ်ကသူတို့ရဲ့ကဘာတစ်ခုလုံးပါပဲကုန်းမြေနဲ့ဆက်ဆံရေးမရှိပဲပင်လယ်ပြင်မှာပဲအစပြုပြီးပင်လယ်ပြင်မှာပဲပြီးဆုံးတဲ့ဘဝတွေပါ